လူအများစုဟာလောကကြီးစီကနေရယူဖို့နဲ့မိမိကိုဖြည့်ဆည်းပေးမဲ့သူကိုသာမျှော်လင့်တောင်းတကြပါတယ်။ဒါပေမဲ့တကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းနဲ့မုံမြတ်ခြင်းဆိုတာကတော့မိမိကိုယ်တိုင်ကအခြားသူတစ်ပါးအပေါ်ပေးကမ်းနိုင်သူနှွေးထွေးမှုပေးနိုင်သူတို့ဖြစ်အောင်ကြိုးစားအားထုတ်ခြင်းတွေမှာသာတည်ရှိနေကြောင်းဒီဇက်လန်လေးကဖော်ပြနေပါတယ်တခါကစတိုးဆိုင်ကြီးတစ်ခုရဲ့ရှေ့မှာအလွန်လှပပြီးဈေးကြီးမဲ့ပုံရတဲ့စပယ်ရှယ်ကားအသစ်ဆက်ဆက်ကြီးတစ်စီးရပ်ထားပါတယ်အဝတ်စားနွန်းနွန်းပပားနဲ့ကောင်လေးတစ်ယောက်ဟာထိုကားကြီးနားကိုရောက်လာပြီးငင်းမောကြည့်ရှုနေခဲ့တယ်။သူဟာကားကြီးရဲ့ပြောင်လက်နေတဲ့ကိုယ်ထဲကိုပုတ်တက်ရင်သက်ရှူမောဖြစ်နေတာပေါ့။အဲ့ဒီချိန်မှာပဲကားပိုင်ရှင်ဖြစ်တဲ့လူငယ်တစ်ယောက်ဟာဆိုင်ထဲကနေပစ္စည်းတွေတည်ပြီးထွက်လာပါတယ်။ကောင်လေးကကားပိုင်ရှင်ကိုတွေ့တော့အားနာနာနဲ့မေးလိုက်တယ်။အကိုဒီကားကအကိုကားလာရင်အတော်လေးလှလာပဲနော်။ဈေးလည်းအများကြီးပေးရမှာလေ။ကားပိုင်ရှင်လူငယ်ကပြုံးပြီးဂုံယူဝင်ကြွစွာနဲ့တံပြောပြတယ်။မဟုတ်ဘူးကွာငါဝယ်တာမဟုတ်ဘူး။ဒါငါအကိုကငါ့ကိုခရစ်စမတ်လက်ဆောင်အဖြစ်အလကားပေးတာ။ဒီစကားကိုကြားလိုက်ရတဲ့အခါကောင်လေးရဲ့မျက်လုံးတွေဟာအံ့ဩတုန်လုံးမှုတွေနဲ့အတူအယောင်တောက်သွားခဲ့တယ်။ကားပိုင်ရှင်လူငယ်ကစိတ်ထဲကနေဒီကောင်လေးတွေးနေမှာကတော့ငါမှလည်းအလိုအကိုမျိုးရှိရင်တိတ်ကောင်းမှာပဲလို့တွေးနေမှာတေးကြတယ်လို့တထည့်ရတိုင်းစောင်းဖြတ်လိုက်မိတာပေါ့ဒါပေမဲ့ကောင်လေးရဲ့နှုတ်ဖျားကနေထွက်လာတဲ့စကလုံးတွေဟာကားပိုင်ရှင်ထင်ထားတာနဲ့လုံးဝတခြားစီဖြစ်နေခဲ့တယ်ဟာတိတ်ကောင်းတာပဲကျွန်တော်လည်းကောင်လေးကခတစ်မြောက်စကလုံးလေးကိုမျောချလိုက်ပြီးမျက်တောင်လေးခတ်ရင်ဆက်ပြောတယ်ကျွန်တော်လည်းအဲ့ဒါလိုအကိုမျိုးချစ်ချင်လိုက်တာကားပိုင်ရှင်လူငယ်ဟာကောင်လေးရဲ့စကားကြောင့်စွန့်အားသွားခဲ့ရတယ်သူထင်မှတ်ထားတာကကောင်လေးဟာအလကားရခြင်းနဲ့ဖလက်လန်းနီးကိုလိုချင်နေတာလို့ပါဒါပေမဲ့ကောင်လေးရဲ့စိတ်သက်ကတော့မိမိကိုယ်တိုင်ကအကိုကြီးတယောက်နေရာကနေသူ့ညီလေးကိုအဲ့လိုပေးကမ်းနိုင်တဲ့ဖြည့်ဆည်းပေးနိုင်တဲ့သူဦးဖြစ်ချင်ခဲ့တာပါလူငယ်ဟာရင်လေးမှတစ်ချက်လှုပ်ခတ်သွားပြီးကောင်လေးကိုကြည့်ကမေးလိုက်မိတယ်မင်းကားထဲကိုခဏလိုက်စီချင်လားဟုတ်ကဲ့လိုက်စီချင်ပါတယ်ကိုကာလီမောင်းထွက်လာပြီးမကြခင်မှာပဲကောင်လေးကတောင်းဆိုပြန်တယ်အကိုကျွန်တော်အိမ်ရှိတဲ့လမ်းထဲကိုခဏလောက်မောင်းပိတ်လို့ရမလားဟင်ကားပိုင်ရှင်လူငယ်ကပြောင်းမိပြန်တယ်အော်ကောင်လေးကသူ့အိမ်သားကလူလေးကိုကားအကောင်စားကြီးစီးလာတာပြပြီးကြွားချင်လို့နေတာမှာပေါ့ဒါပေမဲ့ကောင်လေးကအိမ်ရှိရောက်တော့ကားပေါ်ကနေကစုံဆိုင်ဆင်းသွားပြီးခဏနေတော့အိမ်ထဲကနေကလေးငယ်တယောက်ကိုပွေ့ချီပြီးထက်လာခဲ့တယ်ထိုကလေးငယ်ဟာခြေထောက်နှစ်ဖက်စလုံးမတန်ဆွားတဲ့အထက်ကြောင့်လမ်းမရှောင်နိုင်ရှာပါဘူးကောင်လေးကသူ့ညီလေးကိုကားကြီးနားအထိခြီလာပြီးကားကိုလက်ညှိုးထိုးပြပြီးဝမ်းတာအားရပြောရှာတယ်ညီလေးကြည်စမ်းဟိုဒီကားကြီးကအကိုကိုပြောပြတဲ့အကိုကြီးရဲ့ကားပဲသူကသူ့ညီလေးကိုခရစ်စမတ်လက်ဆောင်အဖြစ်အလကားပေးတာတဲ့အကိုလည်းအလုပ်တွေအများကြီးကြိုးစားပြီးတနေ့ကျရင်မင်းပြတဲ့အဲ့တော်ကားမျိုးဝယ်ပေးမယ်အဲ့ဒီခါကျရင်မင်းလိုချင်တဲ့နေရာတွေကိုအကိုကိုယ်တိုင်မောင်းပြီးလိုက်ပို့ပေးမယ်နော်ထိုမြင်ကွင်းကိုကြည့်နေရတဲ့ကားပိုင်ရှင်လူငယ်ရဲ့မျက်ဝေးမှာမျက်ရည်တွေဝယ်တက်လာခဲ့ရပါတော့တယ်သူဟာကားပေါ်ကနေဆင်းလာပြီးမတန်ဆွမ်းကောင်လေးကိုကားရဲ့အရှိခန်းအကောင်းဆုံးနေရာမှာအသာရထိုင်စီခဲ့ပါတယ်။ပြီးတော့ညီကိုနှစ်ယောက်စလုံးကိုခေါ်ပြီးသူတို့တက်မှာဘယ်တော့မှမင်းနိုင်တော့တဲ့ပျော်စရာကောင်းတဲ့ခရီးတစ်ခုကိုမောင်းနှင်ခဲ့ပါတော့တယ်။လူအများစုဟာလောကကြီးစီကနေရယူဖို့နဲ့မိမိကိုဖြည့်ဆည်းပေးမဲ့သူကိုသာမျှော်လင့်တောင်းတကြပါတယ်။ဒါပေမဲ့တကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းနဲ့မုံမြတ်ခြင်းဆိုတာကတော့မိမိကိုယ်တိုင်ကအခြားသူတစ်ပါးအပေါ်ပေးကမ်းနိုင်သူနှွေးထွေးမှုပေးနိုင်သူတို့ဖြစ်အောင်ကြိုးစားအားထုတ်ခြင်းတွေမှာသာတည်ရှိနေကြောင်းဒီဇက်လန်လေးကဖော်ပြနေပါတယ်